မTikTok account စစ်တာတဲ့အဝါစာချောင်းပေါ်နေလို့တဲ့အဝါစာချောင်းပေါ်နေတယ်ဆိုရင်ကျတို့ကဘယ်ဗီဒီယိုနဲ့ကိုကမိနေတာလဲဆိုတော့အယုံဆုံးသွားပြီးတော့စမ်းစစ်ကြည့်ရမယ်ကိုမိနေတဲ့ဗီဒီယိုကိုသွားပြီးတော့အပီးဖြတ်ပြရမှာဖြစ်တယ်အပီးမဖြတ်ခင်မှာကိုကအဲ့ဒီဗီဒီယိုမှာဘာအမှားတွေလုံးမိနေတာလဲဘာတွေများကိုမှားခဲ့တာလဲဆိုတာကိုအယုံဆုံးသွားပြီးတော့လေ့လာပြီးပြီဆိုရင်တော့ဗီဒီယိုအပီးဖြတ်ပါတချို့ကကြတော့ဗီဒီယိုကိုအပီးမဖြတ်ဘဲနဲ့ only ယူသွားထားတယ် only ယူသွားထားတဲ့အခါမှာဆိုရင်ကိုကတော့တခြားသူမမြင်ရဘူးကိုတယောက်ပဲမြင်ရတယ်ဆိုပေမဲ့လေကို only ယူသွားထားလိုက်တဲ့အခါမှာဆိုရင် TikTok ရဲ့ AI ကသိတယ် AI သိတဲ့အခါမှာဆိုရင်ကိုကဒီဗီဒီယို only ယူထားလိုက်တယ်ဆိုပါစို့နောက်ဗီဒီယိုမှာလည်းအဲ့ဒီလိုမျိုးပဲပြန်ပြန်မိနေတဲ့တပုံးမိနှစ်ပုံးမိသုံးပုံးမိခဏမိပါများတဲ့ခါကျရင်ကိုအကောင့်မှာหนีတဲ့အဆင့်ကိုဖြစ်သွားစေတယ်ဒါကြောင့်မလို့ကိုကအခုလိုမျိုးအဝါစာချောင်းပေါ်နေတယ်ဘယ်ဗီဒီယိုနဲ့ထိမိတာလဲဆိုတာကိုသိပြီဆိုတာနဲ့ကျတို့အပီးသွားဖြတ်ပေးရမှာဖြစ်တယ်ကိုက online business လည်းလုပ်နေတယ်ပြီးတော့ TikTok ပေါ်မှာစီးမင်းစည်းကမ်းချက်လေးနဲ့လည်းအညီလုပ်ချင်တယ်ဗီဒီယိုတွေခဏမပြတ်ချင်ဘူးကိုအကောင့်တွေခဏမပြတ်ချင်ဘူးဆိုရင်တော့အခုသင်တန်းလေးက2025 TikTok Marketing for Branding Master ဆိုတဲ့သင်တန်းလေးရှိတယ်ဒီသင်တန်းမှာဆိုရင်တော့ကျတို့အပြင်တွင်း2ရက်တာသင်တန်းလည်းရှိပါတယ်ဘာတွေသင်မိတာလဲဆိုရင် TikTok ပေါ်မှာကို personal branding ကိုဘယ်လိုမျိုးတည်ဆောက်ရမှာလဲပြီးရင်အယောင်ပိုင်းနီးလန်းတွေပါမယ် content ပိုင်းတွေ marketing ပိုင်းတွေဒါအပြင်အယောင်ပိတ်တဲ့နီး TikTok ပေါ်မှာ live လွှင့်နီးတွေကအစ TikTok update ဖြစ်နေတဲ့ TikTok AI အကြောင်းတွေစီးမြင့်စည်းကမ်းအချက်20ကအစကျတို့အများကြီးထည့်သွင်းပြီးတော့သင်ကြားပေးတဲ့သင်တန်းတစ်ခုဖြစ်ပါတယ်ပြီးပြီဆိုရင်တော့ကျတို့ TikTok ပေါ်မှာ video editing ဘယ်လိုမျိုးလုပ်ကြမလဲဆိုတဲ့နီးလန်းအသေးစိတ်တွေ TikTok setting ပိုင်းကအစအသေးစိတ်အများကြီးသင်ပေးမဲ့သင်တန်းတစ်ခုဖြစ်ပါတယ် class ကိုအမြန်ဆုံး join လို့ရပါတယ်ဒီ video access နဲ့လာအပ်မယ်ဆိုရင်တော့ကျတို့အထူးကြေးထပ်ပြီးတော့ပေးမှာဖြစ်ပါတယ်ဒီစာအုပ်လေးကတော့ကျတို့သင်တန်းသားအားလုံးကိုလက်ဆောင်ပေးမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် coach E ပါ